ဒီတတဝါဟာပြပြစုံနဲ့ရုပ်တွင်ဖြင့်ကိုထိမ့်သိမ်းထားနိုင်ဖို့က24နာရီတိုင်းလက်ဆက်ကလူရေကွမ်းအသစ်ကိုလဲလှယ်ဖို့လိုအပ်ပါတယ်ဒီရေကွမ်းတွေကသူ့ရဲ့ထူးဆန်းတဲ့ခန္ဓာကိုယ်နဲ့တသားတည်းကြအောင်ပေါင်းဆက်သွားလေးရှိပါတယ်သူ့ရဲ့နေစဉ်လိုအပ်ချက်ကိုရှာဖွေဖို့အတွက်သူကမျိုးလေကောင်ကိုသွားပြီးတတိလက်လွတ်ထိနေတဲ့လူပြိုတွေကိုအမဲလိုက်လေးရှိပါတယ်သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်သွင်းမြင်ကြောင်းပြင်းမအများပြားကိုလွဲကူတက်တာစွာနဲ့ပဲဆွဲဆောင်နိုင်ခဲ့ပါတယ်သူကသားကောင်တွေကိုလျှို့ဝှက်အခန်းတစ်ခုစီခေါ်သွားပြီးအထူးဓာတုစိတ်ရည်တွေပါတဲ့ကန်တစ်ခုတည်းကိုများခေါ်သွားပါတယ်လူတယောက်ရေထဲနှိမ့်မြုပ်သွားတာနဲ့သူတို့ရဲ့ခန္ဓာကိုယ်ကပြိုကွဲပျက်စီးသွားပြီးပေါလွှာတဲ့အရေးကွမ်းတက်တက်ပဲကျန်ရစ်ခဲ့ပါတော့တယ်အရေးကွမ်းအသစ်ကိုဝတ်ဆင်နိုင်မှာဒီတတဝါဟာအစားအစာတွေကိုစားတောက်ပြီးလူသားဘဝကိုခန်းစားကြည့်ဖို့ကြိုးစားပေမဲ့သူ့ခန္ဓာကိုယ်ကအစားအစာတွေကိုချက်ချင်းငင်းပယ်လိုက်ပါတယ်လူသားစစ်စစ်ဖြစ်လာဖို့မချင်နိုင်ဘူးဆိုတာသူသဘောပေါက်သွားပါတယ်သူကသားကောင်အသစ်တွေကိုရှာဖွေရင်းနောက်ဆုံးမှရက်ဆက်ပြီးရမကြီးတဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီလူကတတဝါကိုလှည့်စားပြီးမကောင်းတဲ့ရည်ရွယ်ချက်နဲ့တောမက်ထက်ကလူသူကင်းဝေးတဲ့တဲတလုံးစီကိုခေါ်သွားခဲ့ပါတယ်တတဝါကခုခံဖို့ကြိုးစားတဲ့အခါအဲ့ဒီလူကသူ့ကိုအနာယူလိုက်တယ်ဒေါသပြင်းတဲ့သူကခန္ဓာကိုယ်ပေါ်ကလူရည်ကွမ်းကိုဆွဲခွာလိုက်ပါတယ်သူထိတ်လန့်သွားတာကတော့သွေးတစ်စက်မဲ့ထွက်မလာတာပါပဲအရေးကွမ်းဩကတတဝါဟာဒီကဘာကမဟုတ်ဘူးဆိုတာရှင်းနေပါတယ်အမျိုးသားကကြောက်လန့်တကြားထွက်ပြေးသွားတယ်တစ်ချိန်တည်းမှာပဲအဲ့ဒီတတဝါကစုပ်ပြောသွားတဲ့ဝစ်စုံကိုဖယ်ရှားလိုက်ပြီးမဲမောင်နေတဲ့ကိုသားတက်တန်ကိုထုတ်ပေါ်လိုက်ပါတယ်နောက်ပိုင်းမှာအဲ့ဒီလူကတက်စီနဲ့ပြန်ရောက်လာပြီးအဲ့ဒီတက်ရှိတတဝါကိုတနာညာနာမှုမရှိဘဲမီးရှို့တက်ပြလိုက်ပါတော့